ကန်ထားပါကန်ထားပါမင်းလေးငါရင်ဘက်ကိုကန်ထားပါကန်ထားပါကန်ထားပါမင်းလေးငါဖိုက်ကိုကန်ထားပါကန်ထားပါကန်ထားပါမင်းလေးငါချက်ကိုကန်ထားပါကန်ထားပါကန်ထားပါမင်းလေးငါပစိုးကိုကန်ထားပါကိုင်းနာဒီကကိုင်းနာမကြည့်ဘူးဒီလေသူကဦးရတယ်ဒုက္ခပဲကွာတကြိုးမတော့တမျိုးလာတယ်တော့နှစ်ချောင်းသုံးချောင်းနဲ့တကြိုးမ तू ကမလဲရာရှိခွေရနာရှိခွေထိနေတော့လာလေးစိတ်နဲ့ကြောပါလောရပြည့်ကုန်လေလက်ခုံးလေးအမြဲတည်းကအပေးပါလေဒုက္ခလေးမှန်တဲ့ချိန်မှာလိုက်ကြည့်လို့ရေလက်ခုံးလေးအမြဲတည်းကအပေးပါလေမလူလူကြီးလေးမလူလူကြီးလေးမသိမဲနဲ့လက်ပြနေရတယ်ကိုလိုက်ကြည့်သူရဲ့လက်ခုံးလေးအမြဲတည်းကအပေးပါလေတကားလေးမနဲ့တိုင်းကိုလိုက်ကြည့်သူရဲ့လက်ခုံးလေးအမြဲတည်းကအပေးပါလေမလူလူကြီးလေးမလူလူကြီးလေးမသိမဲနဲ့လက်ပြနေရတယ်ဒါလည်းကားလေးပေါ့အဲ့တော့ပြန်တဲ့လူကလည်းနည်းနည်းလေးဝေးတော့ကြတာဟုတ်မှာပဲဒါပေမဲ့မနေ့ကျရင်ပေးသနာဧကန်စော်ကြီးလာခဲ့တယ်ကျွန်တော်ဧကန်နေပါတီးအောင်ပါနော်ကဲဟုတ်ကဲ့ပါအဲ့တော့ဒါကအဝေးကလာရတဲ့ပြည်သက်တွေကများတယ်ဟုတ်လားအဲ့တော့ပုံမှန်ဆိုလို့ရှိရင်ဒီရွာမှာဒါကအလူတွေအများကြီးရှိတယ်အများကြီးပါရွာမှာအလူတွေအများကြီးရှိရမှာဆိုင်းနဲ့မင်းသမီးကဒီတလူပဲပါတာဟုတ်တယ်ကျန်တာတွေကတီဝိုင်းတို့ဟာ KB တို့ပါအဲ့လိုမျိုးတွေနဲ့များတယ်တဲ့ဆိုတော့ကပြည်သက်တွေအဝေးကနေမှလာပြီးတော့အားပေးကြတကယ်ကြတော့လေရာသီဥတုကအိုက်ဆက်ဆက်ကြီးဖြစ်အေးတာတော်တော်အေးတာဟလားဘုံမောက်ဆိုရင်နှာခေါင်းကြီးမှာနိုင်တွေကိုတန်းနဲ့နိုင်ခကြဘောနိုင်ကျွဲလဲနတော်လားဆိုတာနိုင်ကျွဲလဲတဘူတွေကွာတကယ်ပြောတာဒီပွဲတော့မိုက်တယ်မြင်သားမှာလဲနီးလဲနီးတော့ဟုတ်တယ်နိုင်ပါအေးပဲနိုင်ပါအေးဆိုစိတ်ချမ်းသာတယ်ပြောရလားဟုတ်ပါဘူးနားလဲအေးတယ်ပါလဲအေးတယ်ဖိနေလဲတုံတယ်ကဲဒါကြောင့်ဘုမတို့အငိမ့်မှာတော့အချိန်လေးလို့ရတယ်တဲ့အချိန်လေးပါမှာဘုမတို့ကတချင်းလေးပေါ်လာဆွေးရโอเคကဲဆိုမဲ့တချင်းလေးကဗါလေလဲဝဲဝဲလဲနေမလဲဝဲရှင်းရမလားအမောင်မဒူးနဲ့တိုက်တာကြိတ်ပြီးတော့ခံချင်ပါတယ်အမောင်မဒူးနဲ့တိုက်တာကြိတ်ဒူးကြီးကိုကြိတ်ခံဆွမ်းတော့ခုမှချောပါအိနာဖွဲ့ယေးတကယ်တော့ကြက်လို့ရှင်နေရကောင်းအစဒီနာဖွဲ့ဒီလိုလေးပဲထိုင်ရလားကြုံကျေသွားကျေသွား